ဒါကတော့ဂျပန်ကင်ဒိုဓာတ်လေးဖြစ်ပါတယ်ဒါရန်ကုန်ကမှာတာ10ကျောင်းမှာလို့တစ်ချောင်းလက်ဆောင်ထည့်ပေးတယ်ဟိုထိုင်းလိုပါလို့ရပါတယ်เนาะဒီပြင်ဓာတ်လေးတွေရပါတယ်လက်ဆောင်ကတော့နောက်ထပ်ကျွန်တော်ဒီကောင်လေးကျူးလေးတွေပါသေးတယ်ကျူးလေးတွေရှေ့လို့ရဒါရန်ကုန်ပို့ရမှာပါအရင်9ချောင်းတစ်တော့ကပို့ပြီးသားပါပြီဒါကတော့10ချောင်းမှာတော့တစ်ချောင်းလက်ဆောင်ထည့်ပေးတယ်ဒါ6ချောင်းမှာကျွန်တော်ဟိုဆက်သွယ်မယ်ဆိုလို့ရှိရင် Viber ပဲဆက်သွယ်ပြပါဗျ Viber ပဲဆက်သွယ်ပြပါဗျ Viber အဝင်အောင်မပြင်းပါနဲ့အခုကဟိုလူတွေနေပါတယ်ပေါ်လို့ Viber နေဗီဒီယိုခေါ်လဲမပြင်းပါနဲ့ဗီဒီယိုရတန်းခေါ်ပါရှိတဲ့ဓာတ်လေးတွေပြခိုင်းပါအဲ့ပြစရာမှမရှိဘူးဆိုလို့ရှိရင်တော့ပေးကြပြီအားရမလို့ပြခိုင်းပါကျွန်တော်ဖုန်းနံပါတ်ကတော့ကျွန်တော်တင်ထားပါတယ်3996636969နဲ့ကျွန်တော်တို့အဲ့တလုံးမသုံးပါတယ်အချိန်မီ Viber နဲ့ဆက်သွယ်ပါ